ကဲထိုင်းမှာအနေမတက်တဲ့ကောင်တွေတချို့ကတော့မှွေချလိုက်ပြီဒီပြဿနာကဘယ်လောက်ထိကြီးလောက်အောင်လဲမသိဘူးအဲ့တော့ထိုင်းနိုင်ငံစမူပကံနယ်မြေမှာဖြစ်သွားတာပါမြန်မာပြည်သားမောင်းလာတဲ့ကားလမ်းကြားတွေကထွက်လာတယ်ထိုင်းလူမျိုးမောင်းတဲ့ပစ္စည်းပို့တဲ့ delivery ဆိုင်ကယ်ပေါ့နော်ဒီ lineman လို့ခေါ်တာပေါ့သူကလမ်းမကြီးတိုင်းလာတယ်အဲ့တော့အမှန်တကယ်ဆိုလမ်းမကြီးဓမ္မဦးစားပေးရမှာဖြစ်တယ်ရင်စည်းကမ်းအရာဒါပေမဲ့အဲ့ကားဓမ္မရက်မဆောက်ပဲနဲ့ခေါင်းထွက်လာတဲ့အတွက် lineman ကဆိုင်ကယ်ဟွန်းတီးလိုက်တယ်သူ့ကိုဟွန်းတီးရကောင်းမလားလို့သူကနော်ကိုယ်တည်းမှားသေးတယ်ဟွန်းတီးရကောင်းမလားလို့ဆိုပြီးတော့လက်ကလေးထောင်ပြီးတော့ဒါသတင်းထဲမှာပါတဲ့အတိုင်းကိုကျွန်တော်ပြောပြတာနော်လက်ကလေးထောင်ပြီးတော့ပြက်ဆဲတယ်မင်းတတိရှိရင်ပေါ့ငါဆိုင်လိုက်လာခဲ့ငါဆိုင်ဘယ်နေရာမှာဆိုပြီးတော့စိန်ခေါ်သွားတယ်အဲ့တော့ညနေအလုတ်ဆင်းတော့ထိုင်းလူမျိုးတွေကအုပ်စုလိုက်တွားတယ်အုပ်စုလိုက်တွားတဲ့အချိန်မှာဟိုကကောင်းကောင်းပြောတယ်သူတို့ကဒုတ်တွေနဲ့ထွက်လာတယ်တန်ဒုတ်တွေနဲ့အဲ့စားတော့ဆိုင်ခဲ့ရတယ်ထွက်တဲ့အချိန်မှာထိုင်းလူမျိုးကဖြည်းဖြည်းနဲ့ဘာဒေါသထွက်เสียလို့လဲကောင်းကောင်းလာပြောတာဆိုတဲ့ဟာမှာအဲ့ကနေစပြီးတော့ရုံးရင်ဆန်ကရက်ကြပုတ်ကြဖြစ်တယ်ထိုင်းလူမျိုးတွေကဆေးုံရောက်သွားတယ်ဆိုင်ကယ်တစ်စီးတည်းထိုင်းလူမျိုးဆိုင်ကယ်လည်းကြေမောအောင်ရိုက်ခံထိတယ်နောက်ဆုံးစင်းမစ်ဆက်လဲတော့အဲ့ဒီစားတော့ဆိုင်ကလည်းဖွင့်ထားတာ2လပဲရှိသေးတယ်မြန်မာလူမျိုးပိုင်တဲ့စားတော့ဆိုင်နဲ့နော်အဲ့တော့ထိုင်းမှာကအကျင့်တစ်ခုရှိတယ်အဲ့ဒါကဟွန်းတီးမကြိုက်ဘူးအကြောင်းမဲ့ကိုယ့်ဘက်ကအပြစ်မရှိဘဲနဲ့ဟွန်းတီးမယ်ဆိုအရန်စိတ်ဆိုးတယ်ဆဲတာတဲ့စိတ်ဆိုးတယ်အဲ့တော့ဟိုကားတွေဆိုင်ကယ်တွေမောင်းနေတဲ့လူတွေဆိုရင်တိလိုက်တယ်အဲ့တော့နောက်ကိုတွေလည်းနေတာကြာတဲ့အတွက်သူတို့ရင်ကျေးမှုပုံစံကူးဆက်သွားတယ်ကိုမှအပြစ်မရှိပဲဟွန်းတီးဘာလဲကွာဘာထားလဲဆိုတာဟာမျိုးဖြစ်လာအဲ့တော့နေရာမှာကိုယ့်ဘက်ကမှန်မှဘာလဲကွာဘာထားလဲကွာဆိုတော့ပြောလို့ရတာကိုယ့်ဘက်ကမှားနေတာတဲ့ဘာလဲကွာဘာထားပြောလို့မရဘူးနောက်တစ်ခုရှိတာကကျွန်တော်တို့ကသူများနိုင်ငံမှာအနေနဲ့လာတာအဲ့တော့ကျွန်တော်တို့ထိုင်းမှာလာနေတဲ့လူတွေဟာနံပါတ်1အခြေခံအလုပ်ဓမ္မပြီးရင်အခုလိုတနိုင်တဲ့ခိုင်စီးပွားရေးလာလုပ်တဲ့လူတွေပြီးရင်စက်ရုံလုပ်ရုံကြီးတွေဖွင့်နိုင်တဲ့လူစက်ရုံလုပ်ရုံကြီးတွေဖွင့်တဲ့လူတွေကသူ့ဥပဒေသူ့လော်တိုင်းသူ့အရှင်းတွေစ조사အောင်နဲ့သွားတာဖြစ်တဲ့အတွက်တိတ်ပြဿနာမရှိပေမဲ့ကျွန်တော်အလုပ်လေးတွေလုပ်တဲ့လူတွေအနေနဲ့စားစာတန်းတွေကအများကြီးလိုအပ်တယ်နော်တထက်ကြီးလိုအပ်တယ်ဘာတွေမှမသိအောင်လိုအပ်တယ်အဲ့တော့သူတို့ကတကယ်လာစစ်မယ်ကိုတွေကပြစ်မှုတွေလုပ်ထားမယ်သူတို့မျိုးစားမပြည့်စုံတော့မှမကြိုင်ဆိုင်မှာပိတ်ခံနေမယ်ဦးစားတော့ဆိုင်မှာပိတ်ခံနေမယ်လို့ကြားသိရတယ်အဲ့တော့ဘာဖြစ်ကုန်လဲကိုတွေပဲနစ်နာတယ်ဟုတ်တယ်မလားဒီညမှာတခုတော့ကျွန်တော်တို့ကြားထားတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကလက်ဆောင်လက်ကင်ပြနိုင်တဲ့တက်တွေမရှိလို့ကျွန်တော်ဘာမှမပြောသေးတာအဲ့ဒါဘာလဲဆိုတော့ထိုင်းမှာစစ်ကောင်စီကသူတို့ရဲ့လက်ပါစေတွေကိုလွှတ်ထားတယ်လွှတ်ထားပြီးတော့ဒီထိုင်းနိုင်ငံမှာထိုင်းလူမျိုးတွေရဲ့ပြိပခတ်ဖြစ်အောင်လို့ဖန်တီးခိုင်းတယ်ဖန်တီးခိုင်းပြီးထိုင်းလူမျိုးတွေကမြန်မာလူမျိုးတွေကိုလက်မခံလာအောင်ထိုင်းလူမျိုးတွေအမုန်းတရားပြန့်ပွားလာအောင်မြန်မာပြည်သားတွေ့လို့ရှိရင်ရဲ့ပုံဝဲနေရာမပိတ်လူမျိုးချင်းအထီးကရုံးဖြစ်အောင်လှုံ့ဆော်ဖို့လွတ်ထားတယ်လို့ကျွန်တော်ကြားသိရတယ်အဲ့တော့အခုလက်ရှိဖြစ်တဲ့ပြဿနာဟာကျွန်တော်အနေနဲ့ပြောရရင်ကျွန်တော်မတင်ပါဘူးဒါကိုလည်းကျွန်တော်စုံစမ်းပါမယ်ဘာကြောင့်ဖြစ်ကြလဲမရည်ရွယ်ပဲဖြစ်တာလားတမင်တက်တဲ့ခုနကကျွန်တော်ကြားထားတဲ့သတင်းနဲ့တိုက်ဆိုင်မှုရှိလို့တမင်တက်တဲ့ရည်ရွယ်ပြီးတော့ပြဿနာရှာတာလားဆိုတော့ကျွန်တော်တို့စုံစမ်းပါအောင်မယ်နော်ဘာဖြစ်လို့လဲလက်ရှိကျွန်တော်တို့မြန်မာပြည်သားတွေကထိုင်းနိုင်ငံမှာလာရောက်ခိုးလုံတာကျွန်တော်တို့ကနိုင်ငံသားတွေနိုင်ငံသားဖြစ်တဲ့အတွက်သူတို့နိုင်ငံသားတယောက်ကရပ်ပိုင်တဲ့အခွင့်အရေးအတိုင်းကျွန်တော်တို့လည်းလိုက်ပြီးတော့တောင်းဆိုပြီးတော့ပြဿနာရှာလို့မရဘူးအလုပ်ပဲရဲ့တခြင်းတွေဖွင့်မယ်ဘောင်းတွေဖွင့်မယ်မူးမယ်ယူမယ်အော်မယ်ဟစ်မယ်ထိုင်းနေတဲ့သူတို့နေတာပဲသွားမပြောနဲ့သူတို့ကသူတို့နိုင်ငံသားပတ်ဝန်းကျင်ကစူလို့လာပြောမယ်ဆိုရင်သူတို့ထိုင်းချင်းပြောရမှာပြဿနာမရှိဘူးကျွန်တော်တို့ကသူများနိုင်ငံသားပတ်ဝန်းကျင်စူညံမှုဖြစ်လို့လာပြောရင်ကိုယ်တွေပြောခံရမှာနောက်တစ်ခုကလက်ရှိဥပဒေရှိပါတယ်နော်မြန်မာပြည်သားတွေတည်ထားရမှာထိုင်းမှာမြန်မာပြည်သားတွေနေတဲ့အဆောင်အခန်းပေါ့နော်အဲ့ဒီနေရာကိုထိုင်းလူမျိုးတယောက်ကမတင်ငါဘူးညဘက်စူညံမှုတွေလုပ်နေစသဖြင့်တစ်ခုခုတိုင်လိုက်တာနဲ့ရဲကချက်ချင်းဝင်စစ်လို့ရတယ်နော်ဒါလေးကိုတည်ထားပါဒီနေရာမှာမြန်မာပြည်သားတွေကလေထိုင်းရောက်လာတာဘာလာလုပ်တာလဲငွေလာရှာတာမလားချမ်းသာတဲ့လူတွေရောစီးဖို့လက်လုံးလက်စားသမားတွေရောအားလုံးကငွေလာရှာကြတာငွေရဖို့လာတာကျွန်တော်တို့ရဲ့ animal ရည်ရွယ်ချက်နံပါတ်1ရည်ရွယ်ချက်ငွေပဲနံပါတ်2ရှာဖို့လည်းငွေလာရှာတာပြည်တွင်းမှာနေထိုင်လို့မရဘူးလောက်တိုင်လို့မရဘူးအဲ့နှစ်ချက်ကြောင့်နေထိုင်လို့လောက်ကင်လို့ရတဲ့တိုင်းပြည်ကိုအောက်မျက်နှာမွေးမျက်နှာပြားနဲ့လာပြီးတော့ငွေလာရှာကြတယ်ကျွန်တော်ကငွေရှာတာဖြစ်တဲ့ရလာတဲ့ငွေကိုကြစ်ပါအောင်စုနော်မဖြုံးနဲ့တုံးတင်တဲ့ဟာကိုတုံးနော်ဖြုံးတာကိုမဖြုံးနဲ့ပြီးလို့ရှိရင်ကြွားဝါမှုတွေမလုပ်နဲ့မြန်မာပြည်သားတွေကနည်းနည်းဖြစ်ကြွားဝါတတ်တယ်နော်ငါတို့ဘလို့ချမ်းသာတာဘလို့ဖြစ်တာသူများမျက်စိသပင်မွေးစီရော
အဲ့တော့ထိုင်းလူမျိုးတွေတွေ့တော့အမနာလိုဖြစ်ကောထိုင်းတွေသူတို့တွေကဘာဖြစ်လို့အခုရေးရတာဆိုတဲ့ဟာမျိုးနဲ့လူမျိုးရဲ့အမုန်းတရားတွေဖြစ်လာနော်နောက်တစ်ခုကပိုင်တယ်ငါတော့ဘာနဲ့ပိုင်တယ်ဒီနေ့ကျွန်တော်တို့ဘာနဲ့ပိုင်တယ်ကျွန်တော်ဘလို့ထုံပြောနော်ငါဘာပိုင်ပါလဲငါဘလို့ကြီးပိုင်ပါလဲမပြောဘူးအဲ့ဒါပြောရမယ့်အရာမဟုတ်ဘူးကိုပိုင်ကိုတက်နေနေလေအစွဲဆိုတာထုတ်ပြကောင်းတဲ့အရာမဟုတ်ဘူးနော်ခရရိုက်တော့ရင်ဟောင်းလုံးနဲ့ခွေလူမခံဘူးပြအဲ့တော့ကိုယ့်ကိုလှုပ်ဖို့ရှိတယ်လှုပ်နေဖို့ရှိတယ်နေကိုဘလောက်ပဲပိုင်နောက်တစ်ခုရှိတာကဒီနေ့ထိုင်းမှာဝင်ကြီးချုပ်တော်မှာငါ့ကိုငါပိုင်တယ်လို့ပြောလို့မရဘူးနော်သိလားငါတော့ဆလာဘတ်ပိုင်တယ်ငါတော့ဘလူးပိုင်တယ်ဖင်ကောင်းမကျင်နဲ့သိလားပိုင်တယ်ဆိုတာမရှိဘူးဝင်ကြီးချုပ်တော်မှာကိုယ့်ကိုမပိုင်ဘူးအဲ့ဒါစဉ်းစားကြည့်အဲ့တော့ကိုပိုင်တယ်ဆိုရင်ကိုယ့်ကိုတိတ်နေကိုလှုပ်ဖို့ရှိတဲ့အလုပ်ကိုလှုပ်အဓိကတော့ငွေရှာတာပတ်စံရှိတဲ့လူတွေလည်းငွေလာရှာတာပဲကွန်ဒိုတွေအယောင်းဝယ်လုပ်တယ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်တယ်စသဖြင့်ဟုတ်တယ်မလားပတ်စံမရှိတဲ့လူတွေလည်းငွေလာရှာတာပဲပွဲသားတွေလည်းငွေရှာနေတာပဲနော်အဲ့တော့အားလုံးဟာငွေရှာနေတာဖြစ်တဲ့အတွက်ကိုရတဲ့ငွေကိုကိုယ့်ကိုချစ်ချစ်လေးလေးစုဆောင်းစုကိုနိုင်ငံအေးချမ်းဝါတဲ့တနေ့ကျရင်ပြန်ပြီးတော့ယင်းနှိမ့်မြုပ်နှံမှုအစဉ်နဲ့ဖြစ်နေအောင်လို့ကိုကစုကောင်းမယ်ကြွားဖို့ဝါဖို့ပြဿနာရှာဖို့အလုပ်တွေကကိုယ်အလုပ်တွေမဟုတ်ဘူးကျွန်တော်တို့ကနောက်တစ်ခုရှိတယ်သူတို့နိုင်ငံမှာဖြစ်တဲ့အတွက်သူတို့နိုင်ငံသားတွေမျက်နှာကိုကြည့်ပြီးနေရတယ်သူတို့နိုင်ငံသားတွေမကြိုက်တဲ့အရာကိုသူတို့အစိုးရလည်းခွင့်ပြုလို့မရဘူးသူတို့နိုင်ငံမှာသူတို့အစိုးရတက်လာတဲ့အစိုးရတွေဒီလူထုမျက်နှာကိုကြည့်တာသူတို့ဘယင်ကအစသူတို့ပြည်သူမျက်နှာကိုကြည့်တာပြည်သူအတန်ကိုနားထောင်တာဖြစ်တဲ့အတွက်သူတို့ပြည်သူကမကြိုက်တဲ့အရာသူတို့ပြည်သူလက်မခံတဲ့အရာလုံရက်မျိုးတွေနော်ပြောဆိုမှုမျိုးတွေနေထိုင်မှုမျိုးတွေကျွန်တော်လုပ်ခွင့်မရှိဘူးအဲ့လိုလုံနေမယ်ဆိုရင်ကိုယ့်ပတ်ဝန်းကျင်မှာကိုယ်တည်းမလုံနဲ့ကိုယ့်ပတ်ဝန်းကျင်မှာလုံနေတဲ့လူတွေ့နေတားဆီးပါအဲ့တော့တားဆီးတဲ့နေရာမှာတော့ဥပဒေမဲ့မတားဆီးနဲ့ပေါ့နော်သွားပြီးတော့ကိုထိလက်ရောက်စော်ကားတာတွေလုပ်လို့မရဘူးနော်တက်ဆိုင်ရာကောင်းကောင်းမွန်မွန်ပြောပြရှင်းပြတားဆီးလို့မရဘူးလားတက်ဆိုင်ရာအဖွဲ့အစည်းတွေကိုအကြောင်းကြားပြီးတားဆီးခိုင်းဒီကာလဟာကျွန်တော်တို့နိုင်ငံအတွက်အစိုးရမဲ့နေတဲ့ကာလပါနော်ဟိုဘက်ကရက်ဘက်ကကြက်မပြည့်တဲ့ကောင်တွေပြောသလိုပေါ့မင်းတို့ NUG တန်ရုံးရှိလားဆိုတော့ကြက်မပြည့်တဲ့စကားပြောမယ်ဆိုရင်တော့လေတန်ရုံးကသူတို့စစ်တပ်ထောက်ခံတဲ့လူတွေအတွက်တန်ရုံးလို့ပြောလို့ရတာပေါ့ဒါပေမဲ့အာနာသိမ်းထားတာဆိုတဲ့ဟာဓမြနာတိုက်တာလေဗျာမင်းလက်ထက်ကပစ္စည်းကိုငါယူပြီးတော့ငါပစ္စည်းလို့လုပ်တာအဲ့ဒါကိုမင်းကိုဟဲ့အောင်မင်းပစ္စည်းရှိတာမင်းပစ္စည်းရတယ်မှာငါရှိရောက်ဝါကြီးတွားပြောတာအဓိပ္ပာယ်ရှိတာအဲ့လိုပဲအာနာသိမ်းထားတာဖြစ်တဲ့အတွက်ဒီတန်ရုံးတွေဘာတွေကပြည်သူတန်ရုံးတစ်ချိန်ညပြန်ဖြစ်ကြမယ်အရာတွေဒါပေမဲ့လောလောဆယ်မှာကိုပြည်သူတွေအနောက်ကနေအမာခံရက်တီပေးမယ်အစိုးရမရှိဘူးအဲ့ဒါကိုလူတိုင်းသိပါနော်လူစစ်တပ်ပဲထောက်ခံတော်လိုင်းပဲထောက်ခံဘာပဲလုပ်လို့ငါတို့မှာဒီကာလဟာအမိဖမဲ့နေတဲ့ကာလငါတို့တွေလိမ်မာမယ်ယဉ်ကျေးရမယ်တိတက်ကမယ်နိုင်ပါရရှိရမယ်ဟုတ်တယ်မလားအဲ့လိုမဟုတ်ဘဲနဲ့ထင်ရတွေလုပ်မယ်ထင်ရတွေပြောမယ်ဆိုလို့ရှိရင်ဘလူတွေခံရမယ်ကိုပဲခံရမယ်နောက်ပြီးတော့လက်ရှိထိုင်းနိုင်ငံရဲ့မြန်မာနိုင်ငံအပေါ်ရှင်းတုံးနေတဲ့မူဝါဒကိုကြည့်ပါနော်အလေအလတ်လမ်းစဉ်ကိုရှင်းတုံးနေတာပါသူတို့ဟိုဘက်လည်းမတိန်ဆောင်ဒီဘက်လည်းမတိန်ဆောင်ဘယ်နဲ့မြောင်ထိန်ပြီးတော့နှစ်ဖက်ကိုချိန်ဝင်ရှာလို့ကစားပြီးနေတာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကအတက်နိုင်ဆုံးပြစ်ချက်တွေမရှိဖို့လိုအပ်တယ်ကိုယ့်ဘက်ကပြစ်ချက်ရှိမယ်ဆိုအဲ့ဒီပြစ်ချက်ခေါင်းစဉ်ဟာသူတို့အတွက်အတုံးချစရာဖြစ်သွားလိမ့်မယ်နော်ဒါလေးကိုအားလုံးသိဖို့လိုပါတယ်အခုဒီလိုဖြစ်တဲ့လောက်ရက်ကတော့ဒါကျွန်တော်တို့ကလုံးဝကန့်ကွက်တယ်ရှုံချတယ်ဒီကိစ္စကိုလည်းကျွန်တော်စုံစမ်းပါမယ်ဘာကြောင့်ဒီလိုမျိုးပေါ်တင်ကြီးလူပေါင်းရတယ်ပေါ့ဗျာရှင်းရှင်းပြောရရင်နံပါတ်1ကိုယ့်ဘက်ကမှားတယ်တည်င်းမှာပါတဲ့အတိုင်းကိုကျွန်တော်ပြောရနော်ကျွန်တော်ကိုယ်တိုင်မျက်မြင်နဲ့တော့တွေ့တာမဟုတ်တဲ့အတွက်တည်င်းမှာပါလာတဲ့အတိုင်းကိုကျွန်တော်သုံးသပ်ပေးတာပါဒီဗီဒီယိုဖိုင်တည်င်းမှာပါတဲ့အတိုင်းဆိုနံပါတ်1ကိုယ့်ဘက်ကမှားတယ်နံပါတ်2သူ့နိုင်ငံမှာကိုကစားတောက်ဆိုင်စီးပွားရေးလုပ်ငန်းလာဖွင့်ထားတာအဲ့ဒီအချိန်မှာကိုကတက်မြောက်အောင်နေရမယ်ဟုတ်တယ်နော်တက်မြောက်အောင်နေရမယ်အကောင်းဆုံးနည်းလမ်းနဲ့အငြိမ်းချမ်းဆုံးနည်းလမ်းဖြေရှင်းရမယ်ပြဿနာတစ်ခုအဲ့တော့အခုတော့စားတောက်ဆိုင်နဲ့ပိတ်ခံနေမယ်ကြားတယ်ဒီအလုပ်သမား6ယောက်ကိုလည်းစားတောက်ဆိုင်ကထုတ်ပလိုက်ပြီးလို့ကြားတယ်အဲ့ဒီဝင်ရိုက်တဲ့နေရာမှာပါဝင်တဲ့အလုပ်သမား6ယောက်ကိုထုတ်ပလိုက်ပြီးတော့စားတောက်ဆိုင်ပိုင်ရှင်ကတော့ထိုင်းလူမျိုးနဲ့ဒီခံရတဲ့လူတွေကိုတောင်းပန်တယ်ပေါ့လက်ရှိရိုက်ခံထိတဲ့အဲ့ဒီ delivery သမားတွေကတော့စေးုံမှာစိုးရင်ရတဲ့ဒဏ်ရာလို့ကြားသိရတယ်ဒါတည်င်းမှာပါလာတဲ့အတိုင်းပဲဒါပေမဲ့ဘလို့ဖြစ်စိတ်ပြစ်စရာကြီးပါနော်အဲ့တော့အစအနေပြန်ထုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကြားသိထားတဲ့တည်င်းဟာတကယ်ပဲလားထိုင်းမှာရှိတဲ့လက်ရှိတော်လှန်ရေးမှာဗျာပူဝင်လင်းပြောရင်ထိုင်းရအင်အားအကောင်းဆုံးဆိုတာလူအများဆုံးရှိနေတာဟိုအင်အားကောင်းတယ်ဆိုတော့ငွေပိုထည့်တာတွေမထည့်တာတွေပြောတာမဟုတ်ဘူးထိုင်းမှာကမြန်မာပြည်သားအများဆုံးရှိတဲ့တိုင်းပြည်နိုင်ငံတကာတိုင်းပြည်ထဲမှာဆိုတော့အများဆုံးရှိတဲ့အတွက်အများဆုံးအင်အားလောက်ကြတယ်အဲ့ဒီပုံမှာဒီစစ်တပ်အတိုင်းဝိုင်းအကောင်တွေကရအောင်ဖြိုခွင်းခြင်းတယ်ဖြိုခွင်းလို့မရတဲ့အဆုံးမှာ
သူတို့လူရိုလွတ်ပြီးတော့ထိုင်းမှာပြဿနာရှာခိုင်းမယ်ထိုင်းလူမျိုးတွေနဲ့ပြိပခတ်ဖြစ်အောင်လုပ်မယ်ဖမ်းကန်တီတဲ့ပြဿနာဖြစ်သူတို့ပြန်ခေါ်လိုက်အောင်ပဲလေဟုတ်တော့အဲ့လိုလုပ်ပြီးတော့ထိုင်းနိုင်ငံသားတွေကမြန်မာပြည်သားအခုကမ္ဘောဒီးယားကိုထိုင်းတွေမြင်လို့မရတယ်လို့မြန်မာပြည်သားကိုအဲ့လိုပုံစံဖြစ်အောင်နိုင်ငံရေးပြိပခတ်ဖြစ်အောင်လို့လှုံ့ဆော်ဖို့လွတ်ထားတယ်ကျွန်တော်တို့ကြားသိထားတယ်ထောက်ဖို့အင်အားစုတွေကိုလည်းရရနီးလန်းနဲ့ဖြိုခွင်းဖို့လွတ်ထားတယ်ကြားသိထားတယ်ဒါပေမဲ့လို့ဒါတက်တိချပြစေရအလီပိုင်းမရှိတဲ့အတွက်ကျွန်တော်တို့ဘာမှထုတ်မပြောပဲနေခဲ့တာကျွန်တော်တို့ကြိတ်ပြီးတော့စုံစမ်းနေတာเนาะဒါဒီနေ့တော့ဒီလိုပြဿနာကြီးပေါ်လာတယ်အမှပုံထဲမှာမြင်တဲ့အတိုင်းပဲเนาะလို့ဖြစ်နေတဲ့ပုံကတော့တော်တော်အဆင်မပြေတဲ့ဇယိုက်ဆန်တဲ့ပုံစံမျိုးเนาะကျွန်တော်ကဘာကြီးကအုံနှောင်းနဲ့စစ်ခင်းနေကြတာပါဒီနေ့ကဘာလေအုံနှောင်းနဲ့အလုတ်လုတ်နေကြတာအုံနှောင်းနဲ့စစ်တိုက်နေကြတာကျွန်တော်တို့နိုင်ငံသားတွေကတာရဲတလိษံဇယိုက်တွေကိုအခုချိန်ထိလက်မလွတ်ချင်ကြသေးဘူးဥကြိုကြီးတဲ့ကောင်ကဥကြိုအားကိုးမယ်အစွဲရှိတဲ့ကောင်ကအစွဲအားကိုးမယ်လက်နက်ရှိတဲ့ကောင်ကလက်နက်အားကိုးမယ်ဒုတ်တိုင်ထားတဲ့ကောင်ကဒုတ်အားကိုးမယ်ဆိုတဲ့တလိษံဝါဒတွေကိုလက်လွတ်ကြပါတော့သူများနိုင်ငံတွေဘလို့ယဉ်ကျေးမှုတည်ဆောက်နေကြတယ်သူများနိုင်ငံပြည်သူတွေကျွန်တော်မနေ့ကပဲပြောသေးတယ်ကျွန်တော်နိုင်ငံဘလောက်နှိမ့်ညံ့နေတဲ့အချမ်းမကြည့်နဲ့အခုထိုင်းမှာမြန်မာပြည်ကအနည်းဆုံး6တန်းရှိနော်အောက်ခြေအလုပ်သမားတွေခင်ဗျားလမ်းအောင်ထွက်ကြည့်လိုက်မဟာချိုင်ဆိုပို့ဆိုးတယ်လမ်းတွေမှာမြန်မာပြည်ကတက်ပြန့်ကျဲညနေအလုပ်မနေ့အလုပ်စင်းချိန်ညနေအလုပ်ထွက်ချိန်ဆိုအဲ့ဒီလူတွေနဲ့ထိုင်းဆက်ရုံအလုပ်ရုံတွေမှာလုပ်တဲ့ထိုင်းလူမျိုးအောက်ခြေအလုပ်သမားတွေပေါ့ထိုင်းလူမျိုးအောက်ခြေအလုပ်သမားနဲ့မြန်မာလူမျိုးအောက်ခြေအလုပ်သမားနှိုင်းရှင်ကြည့်ပါဘလောက်ကွာဟနေတယ်နံပါတ်1တကိုယ်ရတကာရတန့်ရှင်းမှုဝတ်မှုစားမှုလူပုံတရံနော်ညံရည်စကားပြောလဲပဲအရေးအရှင်းရင်ကျေးမှုဇယိုက်လူကျင့်ဝတ်လူတိတ်ခါဘလောက်ကွာနေတယ်နှိုင်းရှင်ကြည့်ပါသူတို့လည်းအောက်ခြေလုပ်တော့မှာပဲကိုယ်လည်းအောက်ခြေလုပ်တော့အမှန်ကန်လူရုပ်ချင်းနေတဲ့တူတာဖြစ်တဲ့အတွက်တရောင်နဲ့တသွေးနဲ့တစင်နဲ့တပုံစံနဲ့ဖြစ်နေရမှာလေတူနေလားအဲ့ဒါကျွန်တော်တို့တွေဘလောက်နှိမ့်ညံ့နေလဲဆိုတာကိုနာကြငါမှရွှေလေးနည်းနည်းရှိတယ်ဟော်လေးနည်းနည်းရှိတယ်ငါတသေးတော့မလုံးနဲ့လူသားအရင်းမြစ်တွေဘလောက်ဆုံးရှုံးနေပြီလေကျွန်တော်တို့တိုင်းပြည်ဘလောက်စုပ်ပြတ်နေပြီလေဆိုတာနာကြနော်အဲ့တော့စီးပွားလာရှာတာဖြစ်တဲ့အတွက်ရတဲ့ငွေကိုစုဆောင်းစားတော့ဆိုင်တွေဒီလုပ်ငန်းတွေလာခွင့်တဲ့တသေးတွေတဲ့ပတ်စံလာရှာတာပဲဟုတ်တယ်နော်ပွဲစားလုပ်နေတဲ့လူတွေတဲ့ပတ်စံရှာတာပဲစက်ရုံလုပ်ရုံမှာစင်းနေတဲ့လူတွေတဲ့ပတ်စံလာရှာတာပဲကျွန်တော်တို့နိုင်ငံသားအားလုံးက100ရာခိုင်နှုန်းနီးပါးပတ်စံလာရှာကြတဲ့လူတွေပြည်တွင်းမှာနေထိုင်လို့ရှာဖွေလို့စားတောက်လို့မရတဲ့အတွက်နေထိုင်ရှာဖွေစားတောက်လို့ရတဲ့နိုင်ငံတွေကိုထွက်လာကြတယ်အဲ့ထဲမှာထိုင်းကိုအများဆုံးလာကြတယ်ငွေလာရှာတာဖြစ်တဲ့အတွက်ရတဲ့ငွေကိုမဖြုံးနဲ့နော်စုစီစီတုံးတင်တာကိုတုံးမယ်ကြစ်လစ်နေမယ်ကြွားဝါစရာမလိုဘူးနော်ငါဘဒုကိုပိုင်တယ်ငါဆလာဝတ်ပိုင်တာငါဖူးကောင်ကတ်ကိုင်တာဘာငါဘဒုကိုပိုင်တာအဲ့ဒီစိတ်ဓာတ်တွေလက်လို့ပါနော်ငါပိုင်တာကိုရင်နဲ့ကိုထားခေါင်းလုံးနဲ့ခွေလူမခံဘူးအစွဲထုတ်ပြစရာမလိုဘူးကိုအစီအဝါကိုလုပ်ကိုလုပ်နေုံပဲနော်ပိုင်တယ်လို့မလုပ်နဲ့လက်ရှိထိုင်းနိုင်ငံမှာဝန်ကြီးချုပ်တော်တူမပိုင်ဘူးဗျနော်ဂရုစိုက်ပါငါတော့ဆလာဝတ်ပိုင်တာကျွန်တော်တို့ဆိုဒီနေ့ဒီဘဒုကိုပိုင်တယ်ဘလူးနဲ့တည်တယ်ကျွန်တော်ဘဒုလူချင်းမှာကျွန်တော်ဘလူးမပြောဘူးကိုလုံးဖို့ရှိတဲ့အရာကိုပဲကိုဒီဇိုင်းမှဇောက်ချပြီးလုပ်ပါမှာအဲ့တော့ထီတွေပါတွေပေါက်မယ်ဆိုလဲကိုနေပြောကြစ်လေးထားအခုဒီတစ်ပတ်ဆိုရင်ကောင်လေးတယောက်ထီပေါက်သွားတယ်သူကထီ2ရွက်မှာပတ်စံ1ရွက်ပဲရှိတဲ့အတွက်သူ1ရွက်ပဲယူလိုက်တယ်အဲ့ဒါထီပေါက်နေတဲ့တည်ရတည်ထအော်ဖို့နောက်မှကျွန်တော်တို့ကြီးညာထားတာတွေတတိယဝါပြီးတော့တိုးတိတ်နဲ့ကျွန်တော်ဆက်သွယ်လာတယ်အဲ့တော့ထီတွေပါတွေပေါက်မယ်ဆိုရင်လည်းနံပါတ်1ကိုတထေးကဘယ်လောက်ယုံကြည်စိတ်ချတယ်တော့ဖြစ်နိုင်မယ်ဆိုရင်ဘဒုမှမပြောနဲ့ဘဒုကမှမပြောနဲ့ကိုဘယ်အဖွဲ့အစည်းကိုယုံကြည်တယ်နော်ဆက်သွယ်လာခဲ့လာကျွန်တော်တို့ဆက်သွယ်လာကျွန်တော်ကူညီထုတ်လုပ်ပါပေးလို့ရတယ်တိုးတိတ်ဆက်သွယ်လာရတဲ့ပတ်စံကိုကြစ်လစ်စုမပြောနဲ့ကောင်းမွန်ထားထီပေါက်တယ်ဆိုရင်အော်ဟိတ်တွားဝါမယ်နောက်ဆက်သွယ်မလို့လားအဲ့တဲ့ပြဿနာတွေပြီးထီလက်မှတ်တွေမှာနာမည်တွေရေးတာနော်ဟိုလျှောက်ပြောဒီလျှောက်ပြောတာတွေလုံးဝမလုပ်ပါနဲ့ထီထုတ်ပြီးတဲ့ထီထုတ်တဲ့လုပ်ငန်းစဉ်မပြီးမချင်းဘဒုကိုမှဘာမှမပြောပါနဲ့နော်တိုးတိတ်ဆက်သွယ်လာပါနော်မပူပါနဲ့ဒီအခုဒီလဆိုရင်မြန်မာပြည်သား5-6ယောက်ပေါက်တယ်အဲ့တော့နောက်လာနေတဲ့စက်ပေါက်အောင်မှာပဲထီပေါက်တဲ့လူတွေအနေနဲ့ဒီထိုင်းမှာရှိတဲ့လူတွေအနေနဲ့ပေါက်ပြီးတိတာနဲ့ဘဒုမှမပြောနဲ့တိုးတိတ်ကိုယုံကြည်ရတဲ့လူကိုဆက်သွယ်ပါနော်ကျွန်တော်တို့ဆက်သွယ်လာတဲ့ရတယ်ယုံကြည်ဆက်သွယ်လာကျွန်တော်တို့ကူညီပေးတယ်အခုဒီဘက်ညီလေးဆိုရတာကျွန်တော်တို့လိုက်ထုတ်ပြီးတော့အခုအစအဆုံးကူညီပေးတယ်နောက်ပိုင်းတူဖို့ရက်တီရေးတွေအစကျွန်တော်တို့တွေစီစဉ်ပြီးတော့တည်ချာလုပ်ပေးတယ်ဘာဖြစ်လို့လဲထီပေါက်တော်မြန်မာပြည်ကတီအိမ်မှာလာသိမ်းသွားမှာဒါခွေးတွေလာသိမ်းမှာမပူနဲ့အဲ့တော့တိုးတိတ်ကြစ်လစ်နဲ့ကိုရတဲ့ငွေကိုစုဆောင်းပါ
အခုလိုပြဿနာရှာတာတွေကိုပတ်ဝန်းကျင်မှာကိုယ်တည်းမလုံနဲ့ကိုပတ်ဝန်းကျင်မှာလုံနေတဲ့လူတွေတွေ့တားဆီးပေးပါကျွန်တော်တို့ကသူတို့နိုင်ငံမှာနေတာဖြစ်တဲ့အတွက်သူတို့နိုင်ငံသားတွေနဲ့ရင်ပေါင်တန်းပြီးတော့လူဘာဝခွင့်မရှိပါဘူးအဲ့ဒါပါကိုနိုင်ငံရောက်လာမယ်ကိုနိုင်ငံကိုနေလေကိုနိုင်ငံကောင်းလာတဲ့ချိန်ကိုနိုင်ငံမှာဒုညနိုင်ငံသားတွေလူဘာလာဝရင်ကိုခံနိုင်လားကိုချင်းစာကြီးအဲ့ဒါလေးပဲကိုချင်းစာကြီးတော့နှကမ်းမွေးလို့ပါအဲ့နှကမ်းမွေးရသူအပြစ်မရှိတဲ့သူဘယ်လိုမှပြတ်တက်လိုက်ရှာလို့မရဘူးရှာဘူးလားနော်ရှာကန်ထိတဲ့ဆိုရင်ရှာကန်ထိလို့ညံ့လို့ပဲဒီနိုင်ငံမှာဥပဒေမဲ့ဘယ်သူမှလုပ်လို့မရဘူးသူပြတ်တက်တာလိုက်ရှာလဲဆိုတာဘောင်တဲကနေသူရှာဝင်ရှိတဲ့လူကိုရှာတာအဲ့တော့ကိုယ့်ဘက်ကမှန်မှန်ကန်ကန်နေမယ်သူတို့နိုင်ငံပြဋ္ဌာန်းထားတဲ့ဥပဒေဘောင်ထဲမှာနေမယ်ဆိုရင်ဘယ်သူမှကျွန်တော်ကြောက်စရာမလိုမျက်နှာငယ်စရာမလိုဘူးကိုယ်လောက်ကိုတောင်းဝင်ခြင်းဖို့လုပ်မယ်သူရှိရငွေလိုချင်တာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကလှုပ်အားတော့အရင်စိုက်ထုတ်ပါမယ်ကိုယ်လှုပ်အားတောင်းဝင်ခြင်းအောင်အရင်စိုက်ထုတ်ပေးရမယ်ကိုယ့်ဘက်ကအရင်စိုက်ထုတ်လို့မှဒီအလုပ်ရှင်ကမကောင်းဆိုအလုပ်ပြောင်းအဲ့လိုမဟုတ်ဘဲနဲ့ဝနတွေဖိုးချက်ကန်တွေတထေးတွေလင့်ခိုးနေမယ်ကတ်နေမယ်ဟာလက်ကထွက်ရင်တော့လက်ကလိုချင်တယ်လက်ကတိုးတောင်းတယ်ဆိုရင်တော့အလုပ်ရှင်ဘက်ကလည်းကိုချင်းစာကြည့်လေဟုတ်တယ်မလားကျွန်တော်တို့တစ်ဖက်တည်းကြည့်လို့မရဘူးနောက်ပွဲစားနဲ့အလုပ်သမားဆိုတဲ့လိုပဲပွဲစားမရှိလို့ကျွန်တော်တို့မရဘူးထိုင်းမှာဌာနဆိုင်ရာရုံးတွေလိုက်ဝင်မဲ့နေရပွဲစားမရှိဘယ်သူနဲ့ဝင်မလဲအဲ့ဒီပွဲစားတွေလိုအပ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲကလိန်ကချစ်ပွဲစားတွေကိုပွဲစားအတိုင်းဝိုင်းအနေနဲ့ဖယ်ထုတ်ရမယ်အဲ့တော့ဒီကောင်ငါတို့ပွဲစားနာမည်ခံပြီးတော့ကလိန်ကချစ်လုပ်နေတယ်ဝိုင်းဆော့မှန်ကန်တဲ့ပွဲစားတရက်ဖြစ်အောင်စုစည်းကြပါဒါဆိုရင်ကိုနေ့ကပြောသလိုအလုပ်သမားပွဲစားသူတို့ကြိုက်အောင်ကြိုက်ဝယ်ကျွန်တော်တို့ပြောပြအကြောင်းမရှိဘူးဟောအခုကအလုပ်တွေးမင်းမယ်စမတ်ခဘလောက်ကားကဘလောက်ပြီးခေါ်ရတဲ့လက်နက်ကောင်ပြည့်ပလိတ်နဲ့ဖုံးဆက်ဖမ်းခိုင်းသူတို့ကပြန်ကူညီပေးလို့နောက်စစ်နဲ့3ဒီဇာ4ဒီဇာရုပ်မှကြတယ်ဒါမျိုးနှုတ်တဲ့ကောင်မျိုးတွေတော့ကျွန်တော်လက်ခံပေးလို့မရဘူးဒါပုံဝင်လင်းလင်းပြောတာဟုတ်တယ်နော်ပွဲစားကောင်းကောင်းမလှုပ်ရှားတဲ့ပွဲစားတွေကျွန်တော်တို့ဝင်းရပေးမယ်ကျင်းညောင်ပေးမယ်အားပေးမယ်ထောက်ခံမယ်ဒါပေမဲ့ကလိန်ကကြစ်ဒီညမှာတစ်ခုရှိတယ်ဗျကျွန်တော်ကိုလေအလုပ်သမားရေးနဲ့ပတ်သက်လို့လာတိုင်ကျွန်တော်ဘယ်တော့မှတစ်ဖက်တည်းအတန်အောင်နားမထောင်တိုင်နဲ့အခုအလုပ်သမားတယောက်ကပွဲစားတယောက်လာတိုင်ဆိုပွဲစားဖုန်းနံပါတ်တောင်းတယ်ကျွန်တော်ပွဲစားကိုဖုန်းဆက်မေးကြည့်တယ်တိုင်တဲ့လူကတော့ဒီလိုပြောထားတယ်ဟုတ်လားအကိုဆိုအကိုညီဆိုညီစသဖြင့်ဘာလို့ဆိုအလုပ်သမားတွေကတခါကြရင်ပွဲစားကိုကြောက်တွန်းပြီးတော့တိုင်လာရရှိတယ်ပွဲစားတွေအနိုင်ကျင့်တာမဟုတ်ဘူးနှစ်ဦးနှစ်ဖက်ကခုနကပြောသလိုတစ်ဖက်တက်ကျွန်တော်တို့တွားကြည့်လို့မရဘူးမျက်တကြည့်ပြီးတော့ဖြည့်ရှင်းတတ်ဖို့လည်းလိုအပ်တယ်အဲ့တော့နောက်ဆုံးအနေနဲ့ပြောချင်တာတော့ထိုင်းမှာရောက်နေတဲ့ကျွန်တော်မြန်မာပြည်သားတွေအနေနဲ့ငွေကိုရှာပါအလုပ်ကိုစူးစမ်းပါဥပဒေဘောင်တဲကနေတတ်နိုင်ဆုံးနေကြပါသူတို့နိုင်ငံသားတွေနဲ့တွားပြီးတော့သူတို့နိုင်ငံသားတွေမကြိုက်တဲ့အရာသူတို့နိုင်ငံသားတွေနဲ့စန့်ကျင်ဘက်ပြုတ်မှုတဲ့အရာတွေကိုလုံးဝမလုပ်မိပါစေနဲ့အဲ့လိုလှုပ်လာခဲ့လို့ရှိရင်ဒါဟာကျွန်တော်တို့အတိုင်းဝိုင်းတစ်ခုလုံးကိုပြဿနာရှာလာတဲ့အတူတူပါပဲဒါလို့ဆိုသဘောပေါက်မှထင်ပါတယ်ကဲအဲ့တော့ဒီပြဿနာကတော့ဘယ်လိုဖြစ်လာအောင်မလဲမသိဘူးဒါကြောင့်မလို့ဒီရက်ပိုင်းမှာပြောတာဆိုတာတွေနေတာထိုင်တာတွေဒီတည်င်းနေနဲ့ပို့နဲ့ပတ်သက်အောင်မှာတော့ရိုင်းစမ်းဆိုတော့တုတ်ပြန်တာတွေဒါတွေကိုမလုပ်ကြဖို့ကိုကျွန်တော်တို့အနုညွတ်မြတ်တာရက်ခံပါတယ်ထိုင်းရောက်နေတဲ့ညီကိုမောင်နှမအားလုံးကိုဒါဆရာလောက်တာမဟုတ်ပါဘူးကျွန်တော်တို့တိနေလို့ပြောတာပါဘာလို့ဒီထက်တိထားတဲ့အရာတွေလည်းရှိပါသေးတယ်ချို့ရဟာကြောင့်ကျွန်တော်ပြောပြလို့မရတဲ့အရာတွေမို့လို့မပြောပြတာပါအဲ့တော့အကောင်းဆုံးနေကြတာအကောင်းဆုံးပါပဲဟုတ်ကဲ့ပါ